ပြိတ္တကြီးအခုအကရောက်နေတာတောင်မင်းကြီးမျိုးတိုက်ပွဲရွာဖျားပွဲမှာဖြော်ပြဖို့အတွက်ရောက်နေတာပါရှင်အခုကအကမိတ်ကစလိမ့်နေတာပေါ့နော်မိတ်ကလိမ့်ပြီးပြင်ဆင်ပြီးတာနဲ့အဝတ်စားတွေပါလဲပြီးလို့ရှိရင်ချစ်တဲ့ပြိတ္တတွေနဲ့တွေးကြမယ်